ကျွန်တော်ကနေတို့ရေပေါ်မှာအိတ်တဲ့ကိုတော့မမြင်ဘူးဘူးလားဟောမီတော့ပေါ့ကျွန်တော်တို့ဘားလောက်ရေကိုသွားမယ်ဆိုပြက်ပြီးတောင်တို့ဆိုတော့စိုင်းမုတ်လေးတွေ့မယ်ပေါ့နော်မဲရုပ်အစွန်လေးရပါတော့စိုင်းမုတ်ရှိတဲ့လမ်းကနေတက်သွားမှာပါခင်ဗျဘယ်မှကိုကြံမလို့ပါဘူးအဲ့ဒီကနေလမ်းဆုံးတဲ့ချိန်မှာကျွန်တော်တို့ဒီအပင်းပေါ့နော်လဲပင်အပင်အကြီးနှစ်ခုနဲ့အဲ့ဒီဆိုင်မို့ရောက်တဲ့အချိန်မှာကျွန်တော်တို့လေသိရောက်မှာဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီလမ်းပေါ့နော်ကျင်းသားရေလောင်တမန်တို့ပေါ့မိုင်းအားဖြင့်30နဲ့တပိုင်းအဲ့တပိုင်းဆိုတော့30နဲ့တမိုင်ဆိုတော့ဒီကနေကျွန်တော်ကင်းနာရေလောင်တမိုင်ရဲ့ဟိုဘက်ကိုနောက်ထပ်10မိုင်လောက်ဆက်သွားဗျာအဲ့ကျော်20နဲ့10မိုင်လောက်ရှိပါတယ်ခင်ဗျာကားနဲ့ဆိုင်ကနေသွားမယ်ဆိုတော့အနည်းဆုံးနိုင်ခွဲကျော်လောက်မောင်းရပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ခင်ဗျားတို့သွားခြင်းနဲ့ပန်းလောက်ရင်ရောက်ပါမယ်ဖြစ်တယ်အခုကတော့ကျွန်တော်တို့ပန်းလောင် eco law ကိုရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကားပါကင်ပေါ့နော်ဒီဘက်ရှမ်းမှာကားပါကင်ရှိပါတယ်ဒီဘက်လေစိတ်မှာပေါ့နော်ကျွန်တော်တို့ကကားတွေကိုထားခဲ့ပြီးတော့လေနဲ့တဆင့်ဒီကျွန်တော်တို့ပန်းလောင် eco law ကိုစပ်ပြီးတော့သွားမှာဖြစ်ပါတယ်ခင်ဗျာအကြံနေစတင်ပြီးတော့ကျွန်တော်တို့ဆောက်ပါပြီဟေးထုံးကလူတော့ကိုနောက်ကနေကမချိုးနိုင်တဲခိုတဲ့နေရာကိုရောက်ဖို့အတွက်ကျွန်တော်တို့ကဆက်လီပြီးတော့10မိနစ်လောက်စီးရတယ်ခင်ဗျဒီမြစ်တစ်လျှောက်မှာဒီလိုရေကရုံအသေးလေးတွေပေါ့နော်အသေးလေးတွေအများကြီးတွေ့ရတတ်ပါတယ်မိုးရသည်ဆိုရင်ဒီတက်ပိုများပါတယ်ခင်ဗျအခုကတော့ကျွန်တော်တို့တဲခိုမဲ့ပန်းလောင် eco law ကိုရောက်ပါပြီခင်ဗျဒီထဲမှာဆိုရင်လည်းကျွန်တော်ရေတကုံအကြီးတွေလည်းတွေ့ရတယ်ဒါကတော့ကျွန်တော်တို့ကန်နာနေရာလေးပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီတဲခိုစေတယောက်ကို PC ပေါ့နော်ထမင်းတုံးတဲ့အပါဝင်ညအိမ်မယ်တရက်ကို3,400ပေးရတယ်ခင်ဗျပြီးရင်ကျွန်တော်အစားတောက်တွေလည်းအဆင်ပြေတယ်ဗျဒီမှာတင်ရတာလေကျွန်တော်အဆင်ပြေတယ်ပြီးရင်ကျွန်တော်တို့ညပိုင်းကတော့ကျွန်တော်ဒီဟိုရက်ဖြင့်တယ်လေးနဲ့အေးရတယ်ပေါ့နော်ဒီမှာလည်းဒီညအိမ်လာတဲ့လူတွေလည်းအများကြီးတွေ့ရပါတယ်လုံးဝစိမ့်နေတာပေါ့နော်လုံးဝအစိမ့်ဥမှာအစိမ့်နုလေးစိမ့်ရင်လေးတွေပေါ့နော်ဘာလို့လဲဆိုတော့ဒီကပေ30ပေါ့နော်ပေ30နက်တယ်အားကြောင့်မလို့30လောက်နက်တာပေါ့နော်အားကြောင့်မလို့ရေစိမ့်နေရတယ်နော်ဒါကတော့အစားတစ်လိုက်ပါခင်ဗျာဟောကောင်ကတော့အစော်တစ်လိုက်ပါခင်ဗျာရေခဲတွေကိုအေးပါဆိုရေခဲတွေကိုမစတဲ့တဲ့ရေခဲရေမရေကောင်းဒါကတော့တဘာဝအလှပရေတကုံကြီးဖြစ်ပြီးတော့ဒါကတော့တဘာဝနဲ့အတူလှနေတယ်ကျွန်တော်ရဲ့ဘေဘီလေးပေါ့ဗျာဘေဘီလေးမွေးပြီးတယ်ဘေဘီကျွန်တော်တို့အဝတ်စားအိတ်တွေထားခဲ့ပြီးတော့နောက်ထပ်တစ်ခါဆက်လေနဲ့ဒီပန်းလောင် eco law ကနေကျွန်တော်တို့နောက်ထပ်ရေတကုံအသေးလေးပေါ့နော်နောက်ထပ်ရေတကုံအကြီးတွေဒီမြစ်တစ်လျှောက်ကျွန်တော်တို့ဆက်လေစီးပြီးတော့ထပ်ပြီးတော့သွားပြီးတော့ရေဆော့တယ်ပေါ့နော်လေးလာတယ်ပေါ့နော်နောက်မှာတော့ကျွန်တော်တို့ကလေးအဖွဲရေဆော့နေရဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ကကလေးမနိုင်စိတ်ကလေးလေးဟုတ်တယ်နေရလားနေရမရှိသေးဘူးအားတော့ကျွန်တော်တို့သဘာဝအလားတရားကြီးကိုနောက်ခံပြီးတော့သဘာဝရဲ့ရုပ်အလားလေးကိုပြပေးနေတာပါတယ်ကျွန်တော်ဒီဘက်ကနေတွေ့ရှိနေရတော့နော်ကလေးအနေနဲ့မေတို့လေးကျွန်ဖြစ်ပြီးတော့တို့ကတော့ဒီလိုကြီးကောက်တော်ကြီးရှိပါတယ်ခင်ဗျကလေးကမေတူဆွဲထားလားလို့အဲ့တော့ကျွန်တော်တို့ပန်းလောင်ဒီမြည့်ရဲ့ဘေးမှာရှိတဲ့ပန်းလောင်ရေတကုံပေါ့နော်ရေတကုံပဲပြောပါပါနော်ဒီပန်းလောင်ရေတကုံဆိုရင်ရေရသဘာဝလေးအပေါ်ကနေစီးနေနေအပုံပဲနဲ့ဒါပြီးတာတော့ရေတင်တာဖြစ်ပါတယ်အခါမီဒီယာညီညီဝင်ရခဏနဲ့ရက်တော့မှာပါပြီးတာတော့လားစီးတာပါနော်ခုတ်ကြလိုက်လို့အဲ့မိုက်တွန်းချတာအဲ့ဒီမှာယူဝိဇ္ဇင်းတော့လိမ့်နေတော့အရင်အဲ့ဒီမှာယူကူးနေဟုတ်ပါလားကိုရိုက်တာရိုက်တာတော့โอเคမိုက်တယ်ဟာမိုက်တယ်ဟာလာကိုတော့ကန်ထားလိုက်မယ်ကျွန်တော်ကနေတို့ရေပေါ်မှာအိတ်တဲ့ကိုတော့မမြင်ဘူးဘူးလားဟောမီတော့ပေါ့လေးမဲလေးအလေးကတော့ရမှာလေးမရောက်
ဟုတ်နဲ့ဒိုးနေနဲ့ပလုံးနေနဲ့တော့ ကိုညောင်လေးကဟိုရောက်သွားပြီကလေးကောင်ဝယ်ရမကူခိုင်ကလေးကိုကဲဒါကတော့တဘာဝကြီးနဲ့သမင်းဆောင်မှာဖြစ်ပါတယ်ဒီမဲ့ဆိုစမ်းချောင်းနေပါတယ်နော်တော့ကမိုက်ရနော်ဟိုမှာမဲသားရဒါကတော့ကျွန်တော်တို့တဲလေးပေါ့နော်ဒါကတော့စမ်းချောင်းအဲ့ရနေကျွန်တော်စပြီးတော့ကျွန်တော်တို့ဖွဲ့စတင်ပြီးတော့ထွက်ခွာလာပါဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီတောင်ပေါ်ရေတကုံကြတော့ဒီပန်းလောင်အီကိုလော့မှာတဲတဲ့သူတွေပဲဒီတောင်ပေါ်တက်လို့ရတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကဒီကိုတက်ရှင်တာဖြစ်တဲ့အတွက်ဒီမှာတဲတာဖြစ်ပါတယ်နော်ပြီးတော့ဒီမှာကြည့်ရေတကုံကြီးကြည့်လိုက်အပွက်တွေနဲ့လုံးဝကိုကြည့်လုံးဝဒါတွေကမိုးရသည်ဆိုတော်တော်ကြလိမ့်မယ်အဲ့ရလုံးဝလမ်းနော်ပုံပမာတွေရောဒါပေါ့အဲ့လိုပါဒီမှာတဲမဲ့သူတွေပဲဒီလိုရေတကောနေကိုကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့ဘာလို့လဲဆိုတော့ဒီဟိုတယ်တွေကနေမှကျွန်တော်တို့ကအပေါ်တက်ရတာဖြစ်တဲ့အတွက်ဒီနော်အဲ့တော့ကျွန်တော်တို့တောင်ပေါ်ရေတကောကိုထပ်ပြီးတက်မှာဖြစ်ပါတယ်ဒူးရီအားမရှိတော့ နင်းဒီရှေ့ကဘိုးတော်ကြီးလောက်တော့မလို့ကောင်းနေတက်လို့မကောင်းဘူးနော်ငါတို့ကဒါမနေ့ရေကူးထားတဲ့ဒဏ်ကြောင့်ငါလည်းရေတားကူးတာလေအေးလေကူးတာလေမရဘူးကလေးတော့မနစ်တဲ့ကန်ထဲမှာရေကူးလာတာလေရေတကွန်းနဲ့ဒီနေ့ကကျွန်တော်ပုံမှန်သူတို့6နေရသူကတော့10မိနစ်လောက်ရှောက်ရင်ရောက်တယ်ကျွန်တော်တို့ကရှားထွက်နေတာဆိုတော့15မိနစ်ကျော်လောက်တော့ရှောက်ရတာပေါ့ဗျာအေးရောက်ပြီလို့ကိုအောင်ထက်ရဲ့တဘာဝလုံးဝသူကလုံးဝသူကစကီးရကျန်းတယ်အမလီအသက်ကကြီးပြီဆိုတော့ဖေနိုင်ရက်ကိုစေးနေတာ ခဏနဲ့တော့ချော်ရဟိုအောက်နဲ့လိမ့်သွားမှာတခါတိုးနေအောင်တော့မှာမိုက်တယ်ကဲခုကတော့ကျွန်တော်တို့စတင်ပြီးတော့အိမ်ကိုပြန်ပြီးဖြစ်ပါတယ်ခင်ဗျာလာခြင်းတဲ့သူများလဲအားလို့ရပါတယ်ဘာဝါကြီးကိုနှုတ်ဆက်ပြီးတော့ကျွန်တော်တို့ပြန်တော့မှာဖြစ်ပါတယ်ခင်ဗျာ